ဝဲမြင်ကဒီနေ့မှာတော့ squishy လေးရောင်းပြမှာဖြစ်ပါတယ်အရင်ဆုံး iPhone squishy လေးကိုပြပါမယ်ဒီ iPhone squishy လေးကထွက်ထားတာမကြားသေးပါဘူးမညမှာရောက်တာပါအဲကိုအခုတော့ဒီဟာလေးကိုယူကျင်တဲ့လူမချင်းတို့ပြီးဒီဟာယူကျင်တာဟုတ်ပါတယ်အဲယူကျင်လို့ရှိရင်တစ်ခုကို6600ပါယူမယ်ဆိုရင်ယူမယ်လို့ comment တွေမှာမေးပေးပါအဲဆိုရင်အမချင်းတို့ရီဒါရောက်ပါပြီနော်နောက်ထပ်ဒီဟာလေးကိုရောင်းရမှာဖြစ်ပါတယ်ဒီဟာလေးကကျတော့တစ်ခုကို3000ပါယူမယ်ဆိုလို့ရှိရင်အမနီလာယူမယ်ဆိုလို့ရှိရင်โอเคအဲဆိုအမနီလာဒါရောက်ပါပြီဒီမှာတော့ထပ် iPhone 2ရှိသေးပါနော်ဒီမှာတော့တခုကို900ပဲ900ပဲရှိပါတယ်တခု900အမယူကီရယူမယ်အဲဆိုလို့ရှိရင်အမယူကီဒါရောက်ပါပြီโอเคနောက်ထပ်ဒီမှာ iPhone ကိုရှိသေးပါ Samsung ကိုရှိသေးပါသွားတော့စနေနေ့မှထားတာပေါ့နော်အားကြောင့်မလို့ဒီဟာလေးကိုအမနီဆိုယူမှာထားယူမှာနော်တခုကိုဒါ1000ပဲရှိပါတယ်ယူမယ်ဆိုမနီရသွားပါပြီဒီလိုနော်လည်းမျိုးဟာပိုင်းအောင်လေးအားကြတော့တခုဝေးကြတော့တတောင်းဒီဟာလေးတစ်ခု1500ကျပါတယ်ဒီဟာလေးတစ်ခုအမစပယ်ရတော့အမစပယ်ရတော့ပါပြီဒီဟာလေးမစပယ်ယူလိုက်ပါယူလိုက်ပါပြီနော်မတော့ yellow squishy လေး yellow squishy အဲ့ဒါလေးကိုအဲ့ဒါတစ်ခုကြတော့အဲ့ဒါလေးတစ်ခု2000ကျပါတယ်နော်အမ comment လေးပါရေးပေးပါအောင်အမဘယ်သူယူမှာလဲအမဂျမ်မီရယူမယ်အဲ့တော့ဒါလေးတစ်ခုရတော့ပါပြီရမေးဝင်လိုက်ပါတယ်နောက်ထပ် rainbow squishy လေးဒီဟာလေးတစ်ခုကြတော့မလာသေးဘူးသမီးဒါလေးတစ်ခုကို900ပါ900လေးပါဒီတော့ယူပါပြပါအောင်900လေးပါโอเคမလာသေးဘူးမလာโอเคဒီဟာလေးတစ်ခု900ပါယူမယ်ဆိုလို့ရှိရင်အမလာဗန်ရတော့အမလာဗန်ရတော့ပါတယ်ဒါလေးတစ်ခု900ကျပါတယ်ယူပါအမလာဗန်ရတော့ပါတယ်နောက်ဆုံးI love you baby ဆိုတဲ့ squishy လေးတစ်ခုပါပါတယ်အဘဒူယူမဒါလေးတစ်ခုကြတော့900ပါကြမယ်ပေါ့နော်900ပါဒါလေးတစ်ခုယူမယ်ဆိုရင် comment လေးမှာရေးပေးကြပါအမနီလာနဲ့ရတော့ပါတယ်နီလာနဲ့ဒါလေးရတော့ပါတယ်ဒါလေးတစ်ခု900ပါနီလာနဲ့ရတော့ပါတယ်ဒါလေးအနက်ဖြစ်စစ်တာ squishy လေးပေါ့နော်ဒါလေးတစ်ခုရတော့ပါတယ်ဟုတ်တယ်ဒါလေးတစ်ခုကြတော့300ပေါ့နော်300နဲ့ရောင်းပေးနေပါတယ်နောက်ထပ်အမဘယ်သူရှုံးမှာလဲဒါလေးကိုအားလည်းကိုစစ်တာ squishy လေးကိုခုရတော့ပါခုရတော့ပါနော်ဒါလေးကိုဒါလေးတစ်ခု300ပါခုရတော့ပါရာလေးတစ်ခုရောက်100ပေါ့နော် flight ပဲလေးကို100ပါရာလေးရောက်ပေးနေပါတယ်အဲဆိုလို့ရှိရင်ဘယ်သူဒီမှာလဲအမခုယူမယ်လို့ဒီယူပါလားအမမယ်လို့ဒီဒါလေးရတော့ပါ100နော်နောက်ဆုံးကျန်တဲ့ဟာလေးဒါလေးကိုကဘာလုံး squishy လေးကို
တစ်ခုကို20ပါ20ကျပ်နဲ့ရောင်းပေးနေပါတယ်20ကျပ်နဲ့ပါဒါလေးကဈေးတန်တော့20ကျပ်နဲ့ပါ20ကျပ်နဲ့ရောင်းပေးနေပါတယ်အားကြောင့်မလို့ပါအမဘယ်သူယူမှာလဲအမစီစီယူမယ်အားတော့အမစီစီဒါလေးရတော့ပါတယ်အားလုံးပဲတတာမနေ့ကဗီဒီယိုပြန်တွေ့ပါမယ်